ဒီမိုကရေစီ မေးတာမဲပေးတဲ့မပေးတဲ့တွေ့ဝေနေတဲ့ပြည်သူတွေကိုတဲ့ဗိုလ်ချုပ်မိုးကြီးမအေးလို့အနေနဲ့ဗာများမှာစကားပါခြင်းတလဲတဲ့မေးတာ ပါတီဆိုဒီမိုကရေစီဆိုလက်ခံတယ်ပြောထားရင်ဒီမိုကရေစီရဲ့အနှစ်သာရအဲ့ဒါရွက်ကောက်ပွဲကတော့တကယ်လို့ဖို့ကောင်းတယ်ရွက်ကောက်ပွဲမှာတော့ပေးတင် ဒီမိုကရေစီရဲ့အနှစ်သာရပါကျူလာသောက်ဖို့ကြီးလားအေးလို့မျိုး ကြိုက်ရင်ကြိုက်မယ်မကြိုက်ရင်မကြိုက်ဘူးသူမကြိုက်တဲ့လူမပေးနေပေါ့ကြိုက်တဲ့လူမကြိုက်တဲ့လူမပေးကြိုက်တဲ့လူပေးပေါ့အဲ့ထက်မှ ကိုမကြိုက်တဲ့သူမပေးနဲ့ကြိုက်တဲ့သူကိုပေးတရားမျှတတဲ့ဗာရွေးကောက်ပွဲဘာညာပြောရအောင်မေးလို့မျိုးပြည်သူတွေကမဲပေးထားပြီးသားရွေးချယ်ထားပြီးသားဆိုရအောင်ကြတော့မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ပြီးအာဏာသိမ်းအာဏာလုထားပြီးတော့စောက်ရှက်မရှိအေးလို့လီးကိုမကြိုက်တဲ့သူမပေးနဲ့ကြိုက်တဲ့သူကိုပေးရမယ်ကိုမီကိုလို့ အတွက် choice ဆိုတာရှိပါတယ်ပါတီတွေချုပ်နေကြတယ် choice မရှိတာပါနဲတာပါတချို့နေကြတယ် choice များတာပါတယ်အဲ့ဒီလူတွေ choice များလီးကို choice များဒါပေးတဲ့ကိစ္စပဲဒါမှမပေးဘူးဆိုလို့ရှိရင်တော့ तू ဟာဒီမိုကရေစီစနစ်ကိုအပြည့်အဝနားမလည်ဘူးလို့ကျွန်တော်မင်းရောနားလေလားဒီမိုကရေစီကပါတော့ကိုမင်းကိုလို့မတရားသဖြင့်အာဏာလုအာဏာသိမ်းပြီးတော့စောက်ရှက်မရှိစောက်ခွန်းနဲ့စောက်ရှက်နဲ့စောက်ရက်နဲ့ကလိုက်တယ်မေးလို့မျိုးတောက်လို့ရတယ်အာကုတုများတော့ကြီးအတော့လာတာစောက်ရက်နဲ့စောက်ခွန်းနဲ့စောက်ရှက်နဲ့ကတော့ကိုမင်းကိုလို့